ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကိုကိုယ်တိုင်တိတ်တဆိတ်ဖျက်ဆီးနေမိတဲ့အချက်20အုံနောက်ကိုဒုက္ခပေးတာကမနှက်စာမစားခြင်းတရားစားတုံမှုများလွန်းခြင်းနှလုံးကိုဒုက္ခပေးတာကအငံကဲခြင်းတဏီကုံထိုင်နေခြင်းတောက်ကက်ကိုဒုက္ခပေးတာကရေတောက်နေခြင်းစီးအောင်ထားခြင်းတဲကိုဒုက္ခပေးတာကအစီအစိတ်လွန်ကဲခြင်းအရက်တောက်ခြင်းအစာအိမ်ကိုဒုက္ခပေးတာကအကြိုက်ခဲပျောက်စီးတွေကိုအစာမရှိဘဲတောက်ခြင်းအဆက်လွန်ကဲခြင်းအဆုပ်ကိုဒုက္ခပေးတာကဆေးလိမ်ငွေရှူရှိုက်ခြင်းလေဝင်လေထွက်မကောင်းသောနေရာတွင်နေခြင်းမျက်လုံးကိုဒုက္ခပေးတာကအမောင်ထဲတွင်ဖုံးကြည့်ခြင်းမျက်တောင်ခတ်နေခြင်းနားကိုဒုက္ခပေးတာကနှက်ချက်ကိုအတန်အဆုံးချက်နားထောင်ခြင်းဥလန်းချောင်းကိုဒုက္ခပေးတာကအသားများများစားပြီးအတိအရွက်ဖိုင်ဘာစားသုံးမှုနေခြင်းပန်ခရီယတ်ကိုဒုက္ခပေးတာကပန်ခရီယတ်ဆိုတာခန္ဓာကိုယ်တစ်ခုလုံးရဲ့အချိုဓာတ်စနစ်ကိုထိန်းထားပေးတဲ့ကလေးစားတစ်ခုပါအစာအလွန်ကျွံစားသုံးခြင်းကပန်ခရီယတ်ကိုဒုက္ခပေးတယ်အချိုရည်ဆွဲလန်းခြင်းကလည်းပန်ခရီယတ်ကိုဒုက္ခပေးတယ်တဲကြေကိုဒုက္ခပေးတာကအစားစားချိန်မမှန်ခြင်းဝိတ်ကိုအမြန်ချခြင်းကြောရိုးကိုဒုက္ခပေးတာကခါကိုင်းပြီးထိုင်ခြင်းမွေးရာပြော့လွန်းခြင်းအယိုးကိုဒုက္ခပေးတာကကော်ဖီဆိုဒါအချိုရည်အတောက်လွန်ခြင်းနေရောင်ခြည်မထိတွေ့ခြင်းအရေပြားကိုဒုက္ခပေးတာကနေရောင်ခံခရင်မလိမ့်ပဲနေပူတဲ့ထွက်ခြင်းမိတ်ကပ်မဖြတ်ပဲအိတ်ခြင်းတွေးကြောများကိုဒုက္ခပေးတာကစိတ်ဖိစီးမှုများလွန်းခြင်းစိတ်လိုက်တောက်ခြင်းကြွက်သားများကိုဒုက္ခပေးတာကရေတောက်နေခြင်းအကျော်မလျှော့ခြင်းလေချောင်းကိုဒုက္ခပေးတာကရေခဲရေအတောက်လွန်ခြင်းဆေးလိမ်ငွေရှူရှိုက်ခြင်းတွားကိုဒုက္ခပေးတာကရေခဲဝါစားခြင်းတွားမတိုက်ပဲအိတ်ခြင်းကိုခံအားကိုဒုက္ခပေးတာကအိပ်ရေးပြက်ခြင်းတန့်ရှင်းမှုအားနည်းခြင်း